အပိုင်းဆက်သုံးမှာတော့ငနဲ့တကောင်ကတငယ်ချင်းတွေနဲ့တိုက်ခိုက်ကလေ့ကျင့်နေပြီးလူနှစ်ယောက်ကိုအနိုင်ယူမယ်ပြောနေပါတယ်အဲ့နောက်ငါးကြောင်သုံးကောင်ကပြေးရင်သွားနေကြကငနဲတွေကလည်းကြည်နေပါတယ်တကယ်တော့ငနဲတွေအနိုင်ယူမဲ့ကောင်ကငါးကြောင်သုံးကောင်တွေကဆန်ဝါနဲ့ဆန်မဲကောင်တွေဖြစ်တာကြောင့်လိုက်ကြည့်ကြရင်ကဖေးဆိုင်ကိုဝင်သွားတာကြောင့်မယုံနိုင်ဖြစ်နေကြပါတယ်အဲ့နောက်ငါးကြောင်သုံးကောင်ကအကြောင်းကိုသွားတဲ့အချိန်မိမဝစ်စုံနဲ့ယူကီမိုရီကထွက်လာကမင်းကယောက်ျားလေးရောဟုတ်ရဲ့လားပြောနေလို့ယူကီမိုရီကအတင်းဥခိုင်းလို့ပြောလိုက်ရပါတယ်အဲ့အချိန်မှာပဲငနဲတွေရောက်လာပြီးမင်းကလေးကိုပြန်ယူခြင်းရင်တပွဲနေမဲ့လုံတွေကပြန်ပေးဆွဲသွားပါတယ်အဲ့နောက်ဝစ်ခိုင်းတဲ့နှစ်ကောင်ကတော့မီစာစူမာကူကြောက်နေတာအဲ့ချိန်မီစာလာလို့အလုပ်တွေရှိတယ်ဆိုပြီးထွက်ပြေးသွားကြပါတယ်အဲ့အချိန်အခန်းကအဝတ်တွေကိုမီစာကတွေးလို့ကိုင်းနေတော့ယူဆူအီကရောက်လာကအဝတ်ချွတ်နေတာလားမီစာကမဟုတ်ဘူးပြောလိုက်ရပါတယ်အဲ့နောက်တူတူအပြင်ထွက်လာကြကငါကြောင်တွေမိုင်းနေလို့ဘာဖြစ်တာလဲမေးတော့ဒူကောင်းဆောင်ဖမ်းခံရလို့ပြောလိုက်ကြရပါတယ်အဲ့နောက်မီစာကဘသူတွေလဲတီလာမေးတော့ငါကြောင်တွေကသူတို့ကအရင်ကျောင်းကကောင်တွေထင်ကပြောပြီးသူတို့ကိုလည်းမြေခွေးဖြူလို့ခေါ်နေကြတယ်လို့ပြောလိုက်ပါတယ်အဲ့ကြောင့်မီစာကကျောင်းမှာလူဆိုးတွေရှိတာမသိဘူးပြောလိုက်တာကြောင့်ဆန်ဝါကောင်ကိုလည်းအရင်တုန်းကလူမိုက်လို့ပြောလိုက်ကသူ့အမေကိုကြောက်လို့မမိုက်ရတော့တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်အဲ့နောက်သူတို့အရင်တုန်းကတက်တဲ့ကျောင်းကိုရောက်လာကြကယူကီမိုရီကိုဘယ်လိုရှာမလဲစဉ်းစားနေကြတော့အာအိုရီရောက်လာလို့အာအိုရီကကျောင်းမှာလူမိုက်တွေရှိကတယောက်နဲ့တယောက်တွေးစီကြတယ်လို့ပြောပြနေပါတယ်အဲ့ချိန်ယူဆူအီကမှောင်နေပြီးပြောလိုက်ပြီးတခြားတစ်ဖက်မှာတော့ယူကီမိုရီကဘယ်သူမှမရှိဘူးလားမင်းနေတော့ဖမ်းတဲ့ငနေရောက်လာကကျိုးကိုဖြေပေးလိုက်ပြီးလွတ်ပေးတာမဟုတ်သေးဘူးပြောကငါကျောင်းလေးကျန်းလာမြင်ချင်တာလို့ပြောလိုက်ပြီးအဲ့လိုကျန်းလာအောင်လို့လဲသူရေးစားကိုခေါ်လာတာလို့ပြောလိုက်ပါတယ်ယူကီမိုရီကမင်းကလေးမဟုတ်ကြောင်းပြဖို့အင်ကြီးချွတ်ပြဖို့လုပ်ပေမဲ့ဘာဖြစ်နေတာလဲဆိုကသူ့အင်ကြီးနဲ့ဖုံးထားခဲ့ပြီးတေချာနေဖို့ပြောခဲ့ပါတယ်အဲ့နောက်မှာတော့မီတာတို့ကရုပ်တွေဖြတ်ထားပြီးလူမိုက်တွေလိုဟန်ဆောင်ဖို့လုပ်နေကမီစာကတရုတ်ဆောင်နေရင်ရှာကိုက်မိသွားလို့အဆူခံနေရပါတယ်တခြားဖက်မှာလည်းဖမ်းထားတဲ့ငနေကတစ်ချိန်သူအနိုင်ကျင့်ခံရတော့ကူညီပေးခဲ့တဲ့ဆန်ဝါနဲ့ဆန်မဲနှစ်ကောင်ကိုစဉ်းစားနေပါတယ်အဲ့နောက်မှာလည်းနောက်တစ်ယောက်ကအခုအချိန်နေနဲ့ဆိုမနိုင်ဘူးပြောလို့ထိုးလိုက်ပါတယ်အဲ့ချိန်ငါကြောင်သုံးကောင်နဲ့တခြားသူတွေလည်းရောက်လာကငါကြောင်တွေကပျော်ပျော်နဲ့ဆိုဖာတွေမှာထိုင်နေလို့ထိုးလိုက်ပေမဲ့ကာလိုက်ကဆက်ပြီးရန်ဖြစ်နေကြပါတယ်ခဏလောက်ကြာတော့ပြီးသွားကဆန်ဝါကရံမဖြစ်တာတောင်းကြပြီလို့ပြောရင်ဖမ်းတဲ့ငနေကိုလည်းအခုထိငိုတုံးလားလို့ပြောကဘဝနဲ့ဖုံးပေးလိုက်ပါတယ်အဲ့နောက်ဆန်ဝါကအစကနာဖူးစည်းတွေနဲ့မို့မမှတ်မိတာပါပြောရင်အစင်ပြေကြလာမိလိုက်တာကြောင့်အကုန်လုံးလည်းခေါင်းငုံလိုက်ကြပါတယ်အဲ့နောက်ဖမ်းတဲ့ငနေကငါကြောင်တွေလို့တမချင်နဲ့ပြောလို့ဖြစ်လာမှာပါဆိုပြီးဆန်ဝါကအားပေးလိုက်ပါတယ်အဲ့နောက်ဖမ်းတဲ့ငနေတွေကမီစာကိုပါရန်ဖြစ်မဲ့လုံနေလို့ငါကြောင်တွေကသူကနတ်သမီးလေးပါညာပြောပြီးအစီကန်နဲ့သမီးလေးဆိုကခုချက်ချင်းတောင်းပန်လိုက်ကြပြောလို့တောင်းပန်လိုက်ကအကုန်လုံးပြောနေကြပါတယ်အဲ့နောက်မီစာကတယောက်ယောက်ကိုမိနေသေးသလားမေးနေပြီးယူကီမိုရီကတော့ဘာမှမသိပဲပိုက်စာလည်းပြောနေကအပိုင်း73လဲပြီးသွားပါတော့တဲ့ကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်